ဒီနေ့လုံးမဲ့ဥစ္စာကနားအတွက်ကိုလုံးမယ်ဒီနားကိုအောက်ကနေပြီးတော့သေးသေးချာချာအောက်ကနေပြီးတော့ကင်ပြီးတော့အောက်ကိုသေးချာဆွဲပြီးတဲ့အခါကျလို့ရှိရင်နှာခေါင်းကနေပြီးတော့လေကိုမရှူတော့ဘူးဒီပါးစပ်ကိုဒီကောင်ဟပြီးလို့ရှိရင်ဘေးကိုထားပြီးတော့ဒီပါးစပ်ကိုအဲ့ဒီပါးစပ်ကိုပိတ်လိုက်ဟားလိုက်ပိတ်လိုက်ဟားလိုက်အဒီအဒီနားရဲ့အာယုံကြောလေးတွေကိုအလုံးလုံးအောင်လုပ်ပေးတာအဲ့တော့ကျွန်တော်စမယ်လုပ်မယ်သေချာကြည့်နော်ဒီပုံစံအတိုင်း10စက္ကန့်ကနေ5စက္ကန့်နဲ့10စက္ကန့်အထိဒီပုံစံအတိုင်းလုပ်ပြီးလို့ရှိရင်5စက္ကန့်နားပြီးလို့ရှိရင်ပြန်ပြီးတော့ဒီဥစ္စာကိုလုပ်အဲ့ဒီဥစ္စာကို10မိနစ်ခွဲကနေပြီးတော့2မိနစ်ခွဲအထိဒီဥစ္စာကိုလုပ်နိုင်အောင်ကြိုးစားနောက်ပြီးတော့ဒါတစ်ခုနောက်တစ်ခုကဒီနားကိုတော့နှိပ်ပေးဒီအပေါ်ကနေအောက်ကနေအပေါ်ကနေအောက်ကနေအပေါ်ဒီနားကိုနှိပ်ပေးဒါကအဲ့ဒီသူ့ရဲ့နားအတွက်လုပ်တဲ့တစ်ခုပဲနားရဲ့အာယုံကြောလေးတွေကိုအလုံးလုံးအောင်ပြန်ပြီးတော့လုပ်ပေးတဲ့ဥစ္စာတစ်ခုပဲနောက်ပြီးလို့ရှိရင်ဒါတစ်ခုပြီးလို့ရှိရင်ဒီနားကိုပေါဒါလေးဖြူလိုက်ဒီလိုဘေးမှာပေါဒါလေးဖြူပြီးလို့ရှိရင်ဒီနားကိုဒီလိုသွားကြောင်းမြန်လဲပြန်သွားအဲ့ဒီပတ်လေလေးကိုပေါဒါလေးနည်းနည်းလေးတို့ပြီးတဲ့ခါကျတော့မှဒီဘေးကိုသွားတယ်ပြန်ပြီးတော့သွားတယ်အဲ့ဒီဥစ္စာကို5စက္ကန့်နဲ့10စက္ကန့်အထိလုံးနိုင်အောင်ကြိုးစားနောက်ဒီနားရဲ့နောက်အောက်မှာဒီအောက်နားလေးမှာအချိုင်လေးတစ်ခုရှိတယ်နားရဲ့နောက်ထဲမှာအဲ့ဒီအချိုင်လေးကိုဒီလက်ညှိုးလေးနဲ့အဲ့ဒီအချိုင်လေးကိုဝိုက်ပြီးတော့နိုင်တဲ့အတိုင်းသူက10ချိန်ကြောင်းမြန်10ချိန်အဲ့ဒါလုပ်ပြနောက်ပြီးတော့ဒါတစ်ခုအဲ့ဒါဘယ်နိုင်လက်တာတိုင်းက10ချိန်ကြောင်းမြန်10ချိန်နှစ်ပတ်စလုံးကိုအဲ့ဒီတော့လုံးနိုင်အောင်ကြိုးစားနောက်ဒီနားအတွက်ကိုဗြဟ္မရီပရဏယဒီဥစ္စာကဒီလက်မကိုနားနှစ်ဖက်နားရဲ့အရေပြားလေးပေါ်ကနေခပ်ဖွားပါလေးပိတ်ထားလက်ညှိုးကနှစ်ဖူးအပေါ်မှာကြံတဲ့လက်သုံးချောင်းကပူးထားတယ်နှာခေါင်းနဲ့မျက်လုံးကြားမှာမျက်လုံးကိုလုံးဝမဖိနဲ့နော်နှာခေါင်းနဲ့မျက်လုံးကြားမှာထားပြီးတော့နှာခေါင်းကနေပြီးတော့လေကိုဝအောင်ရှူမယ်ရှူပြီးလို့ရှိရင်ဆိုတဲ့အတန်နဲ့လေကိုထုတ်မယ်ဒီဥစ္စာကို9ချိန်လုံးသူက10ချိန်15ချိန်အထိလုပ်လို့ရတယ်နော်လုပ်ပြမယ်
อื